တော့ကောက်ဖွင့်လာတဲ့ဖုန်းနံပါတ်တွေရော email တွေရောမရှိတော့တဲ့အနေအထားမျိုးမှာတော့မှအလွယ်တကူ recovery လုပ်လို့ရနိုင်မယ့်နည်းလမ်းအကြောင်းကိုဒီကနေ့ဗီဒီယိုလေးမှာပြပြမှာဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေအနေနဲ့ကကိုယ့်ရဲ့ TikTok account ဟောင်းတစ်ခုကို recovery အလွယ်တကူလုပ်လို့ရနိုင်မယ့်နည်းလမ်းအကြောင်းကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိရှုပေးစီချင်ပါတယ်။ကျွန်တော်ကတော့နည်းပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်။ပထမဆုံးအနေနဲ့ကျွန်တော်တို့က recovery လုပ်မှာဖြစ်တဲ့ကြောင့်မို့ကျွန်တော်တို့က TikTok account အသုံးပြုလို့ရတဲ့ mobile phone တစ်လုံးနဲ့ကိုအရင်ဆုံးဝင်လိုက်မှာဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ဒီ TikTok account ပေါ့နော် recovery လုပ်ဖို့အတွက်ဒီ account အသုံးပြုလို့ရတဲ့ဖုန်းတစ်လုံးနဲ့ကိုဝင်လိုက်မယ်။ဒါဆိုရင်တော့ကျွန်တော်တို့ TikTok application နဲ့ကိုရောက်သွားပြီပေါ့နော်။ TikTok application နဲ့ကိုကျွန်တော်တို့ကဝင်လိုက်မယ်။ TikTok application နဲ့ကိုရောက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ inbox ရဲ့ဘေးနားကကျွန်တော်တို့ profile ဆိုတာရှိရပါတော့။ profile နဲ့ကိုကျွန်တော်တို့ကဝင်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့က profile နဲ့ကိုရောက်သွားပြီဒါကတော့ကျွန်တော်ရဲ့ TikTok account အောင်ပြီးရင်တော့ကျွန်တော်တို့ကဒီ add account နေရာကိုသွားမယ်ပေါ့နော် add account နေရာမှာကျွန်တော်တို့ကဒီ log in ရှိတယ် sign in ရှိတယ်ပေါ့နော်ကျွန်တော်တို့က account ဟောင်းတွေကိုပြန်မှဖြစ်တဲ့အတွက်ကြောင့်မို့ log in ကိုနှိပ်လိုက်ပါမယ် log in ကိုနှိပ်လိုက်တဲ့အနေအထားမျိုးမှာကျွန်တော်တို့ကိုသူကဒီ account အဟောင်းပြန်ဝင်တဲ့အနေအထားမျိုးမှာ Facebook နဲ့ဝင်มาလား Gmail နဲ့ဝင်มาလားမေးပါတော့ပေါ့နော်ကျွန်တော်တို့က account ဟောင်းတွေကိုပြန်ပြီးတော့ဆယ်မှာဖြစ်တဲ့အတွက်ကြောင့်မို့ထိတ်ဆုံးက question mark လေးကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီ question mark ထဲကိုရောက်သွားပြီ frequency ask question ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က recovery လုပ်မှာလား forget password မေးသွားလားဒါမှမဟုတ် suspend တဲ့ account ဖြစ်သွားတာပါပေါ့နော်တခြားအားသားကိုလည်းရွေးပြီးလုပ်လို့ရတယ်တကယ်လို့ကျွန်တော်တို့က recovery account လုံးမှာဖြစ်တဲ့အတွက်ကြောင့်မို့ထိတ်ဆုံးက recovery account ကိုရွေးလိုက်မယ် lose as you are account ပေါ့နော်ကျွန်တော်တို့ကအကောက်ပွင့်လာတဲ့ဖုန်းနံပါတ်ဒါမှမဟုတ် user name email ကိုထည့်ပြီးတော့တဲ့ကျွန်တော်တို့ရှာချင်တဲ့အကောက်ကိုရှာလို့ရတယ်ဒီမှာတော့ကျွန်တော်ရဲ့ TikTok account name ကိုယူလိုက်မယ်ပြီးရင်ကျွန်တော်တို့က search ကို share ရွေးပြီးနှိပ်ပြလိုက်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အကောက်ကလက်ရှိမှာမတွေ့ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်က Rascal support ကိုတွားလိုက်မယ်အကောက်ကိုကျွန်တော်ကရှာတာမတွေ့ရဖြစ်တဲ့ကြောင့်ပေါ့နော် TikTok support မှာကျွန်တော်တို့ကကျွန်တော်ဒီနေ့ပြောသလိုပဲမိတ်ဆွေအနေနဲ့ကစာပေါ့နော်သူ့ message လေးတစ်ခုထပ်ပြီးတော့ပို့ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ရေးတဲ့ပုံစံတိုင်းလေးတစ်ချက်ပို့ကြည့်ပေးပါပြီးရင်ကျွန်တော်တို့က I cannot log into the account ပေါ့နော် because I forget your password ပေါ့နော်အဲ့ဒါရွေးပြီးတော့ကျွန်တော်တို့ကဒီသူ့ကိုပေါ့နော် TikTok support ဘက်ကိုပို့လိုက်မယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကိုသူက log in လုပ်ဖို့အတွက်ပေါ့နော်ဒီ link လေးတစ်ခုပြန်ပေးတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ဖွင့်လာတယ်ပေါ့နော်ဖွင့်ခဲ့တဲ့ဖုန်းနံပါတ်ဒါမှမဟုတ် email တစ်ခုကိုပြန်ပြီးတော့ထည့်ပေးလိုက်ပါဒီမှာတော့ကျွန်တော်ကဒီ user name ပဲမှတ်မိတော့တာဖြစ်တော့တဲ့ကြောင့်ပေါ့နော် user name နဲ့ထည့်လိုက်မယ်ပြီးရင်ကျွန်တော်ကခုနပုံစံတိုင်းပဲ set ကိုနှိပ်လိုက်မယ်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့က password ကိုထည့်ခိုင်းတယ်ပေါ့နော်ကျွန်တော်က password မိနေတာဖြစ်တော့တဲ့ကြောင့်မို့ forget password ကိုယူလိုက်ပါမယ်ဗျာဒါဆိုရင်တော့ reset password လုပ်ဖို့အတွက်ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ဖုန်းနံပါတ်ဒါမှမဟုတ် email တစ်ခုကိုထည့်ပေးမှရမှာပါဒီမှာတော့ကျွန်တော်ဖုန်းနံပါတ်တစ်ခုယူလိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ဒီတော့ကတော့အဟောင်းဖုန်းနံပါတ်တော့မဟုတ်ဘူးလက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ဖုန်းနံပါတ်အသစ်ထည့်လိုက်လေရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဖုန်းနံပါတ်ပဲထည့်တဲ့ email ပဲထည့်တဲ့အဆင်ပြေတာတစ်ခုထည့်လို့ရပါတယ်အဓိကကျွန်တော်တို့က forget password လုပ်တဲ့အနေအထားမျိုးမှာ reset password ပြန်လုပ်လို့ရအောင်ဖြစ်တဲ့ကြောင်းပေါ့နော် recovery ဖုန်းနံပါတ်တစ်ခုပြန်ထားပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်နေတဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ account အဟောင်းလေးကိုပြန်လည်ပြီးတော့အသုံးပြုလို့ရသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဖွင့်ထားတဲ့ဖုန်းနံပါတ်တွေရော email တွေရောမရှိတော့အနေအထားမျိုးမှာတော့မှအလွယ်တကူ recovery လုပ်လို့ရနိုင်မယ့်နည်းလမ်းအကြောင်းလေးပါမိတ်ဆွေအနေနဲ့ကဒီကနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့အဆင်ပြေလေးကိုလည်းကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့ comment အောက်မှာလည်းရေးပေးခဲ့လို့ရပါတယ်အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာကျွန်တော်ကတော့နီးပညာနဲ့ပတ်သက်တာတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေတဲ့ AI Global Technology ပဲဖြစ်ပါတယ်Audio Jungle